နိုင်ငံကျော်ဟာတာတရုတ်ဆောင်ညံ့ညောင်ဘဝတစ်ပါးသို့ကူပြောင်းပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်အနုပညာလောကတွေမှာဆိုရင်လေဟာတာတရုတ်ဆောင်တွေဟာမိထားလို့မရတဲ့သူတွေထဲမှာပါဝင်ခဲ့တာဖြစ်ပါတယ်ပရိသတ်တွေကိုရဲမောစေပြီးတော့စိတ်နှလုံးရွှင်ပြောင်းအောင်စွမ်းဆောင်နိုင်သူတွေဆိုလဲမှတ်မှားတာဖြစ်ပါတယ်မြန်မာအနုပညာလောကမှာလည်းအောင်မြင်ကျော်ကြားတဲ့ဟာတာတရုတ်ဆောင်များစွာရှိရဲ့အနက်မှာညံ့ညောင်ဟာလည်းအောင်မြင်ထင်ရှားသူတစ်ယောက်ဖြစ်ပါတယ်ညံ့ညောင်ဟာအနုပညာလောကထဲမှာဆယ်စုနှစ်3ခုစာလောက်ထိကိုပါဝင်တရုပ်ဆောင်ပြီးပရိသတ်တွေကိုဖျော်ဖြေပေးနေသူတစ်ယောက်ဖြစ်ပါတယ်။အရင်ကခေတ်စားခဲ့တဲ့မြမအတန်ရဲ့ဆိုကြမယ်ပြောကြမယ်အစီအစဉ်မှာလည်း host အနေနဲ့ပါဝင်ခဲ့ပူတာဖြစ်ပါတယ်။ညံ့ညောင်ရဲ့ဟာတာပြောနိုင်တဲ့စွမ်းရည်တွေဇလန်တစ်ပုတ်ကိုဖန်တီးနိုင်တဲ့စွမ်းရည်တွေကြောင့်တော်တော်များများရဲ့သဘောကျခြင်းကိုခံနေရသူတစ်ယောက်ဖြစ်ပါတယ်။ညံ့ညောင်ဟာနာမည်ကြီးဟာတာတရုပ်ဆောင်တစ်ယောက်ဖြစ်ပြီးတော့သူနဲ့တွဲဖက်အနေနဲ့ဆိုရင်လည်းမိုးဒီတို့အေယာတို့ငှက်ပြောကျော်တို့ကင်းကောင်တို့စားတဲ့ဟာတာအနုပညာရှင်တွေပဲဖြစ်ပါတယ်။အေယာတို့ကင်းကောင်တို့ကတော့လူလောကကြီးထဲမှာမရှိကြတော့တာပဲဖြစ်ပါတယ်။ညံ့ညောင်ဟာလည်းကျမ်းမာရေးချို့တဲ့လာကြောင့်အနုပညာလောကကနေအနားယူခဲ့တာအချိန်အတော်ကြာခဲ့ပြီပဲဖြစ်ပါတယ်။အနုပညာလောကကနေအချိန်အတော်ကြာပြောက်ကွယ်ပြီးနောက်မှာတော့စီကူတာမှုခံယူရင်ကျမ်းမာအောင်လည်းအတော်လေးပြန်လည်စူးစမ်းယူခဲ့ရတာဖြစ်ပါတယ်။ကျမ်းမာအောင်စူးစမ်းပြီးအတော်လေးထူထောင်နိုင်လာတဲ့အချိန်မှာလည်းသူဝါသနာပါတဲ့အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်နေရုံဖြစ်ပါတယ်။အနုပညာအလုပ်တွေလုပ်ကိုင်ရမှာပဲညံ့ညောင်ဟာဇက်ကားရိုက်ရင်တန်လန်ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ညံ့ညောင်ဟာအစာရိတ်ကလည်းအသေးရောဂါကိုခံစားနေရသူတစ်ယောက်ဖြစ်ပြီးတော့ဈေးလဲအတော်ကုယူခဲ့ရတာဖြစ်ပါတယ်။အချိန်တစ်ခုပေးဆက်ပြီးပြန်လည်ကျန်းမာလာအောင်လုပ်ယူခဲ့ပေမဲ့လည်းတည်ခြင်းတစ်ယောက်ကိုတော့မလွန်ဆန်နိုင်ခဲ့တာဖြစ်ပါတယ်။ကျန်းမာနေရဲ့အကောင်းသားအမော်သားကြီးကနေသူ့ရဲ့နှစ်ရှည်လများခံစားခဲ့ရတဲ့အသေးရောဂါကရုတ်တရက်ထားပေါက်ကဆိုးရွားလာပြီးဈေးရုံချက်ချင်းတင်လိုက်ရတာဖြစ်ပါတယ်။ညံ့ညောင်ဟာဈေးရုံမှာရက်အတော်ကြာအောင်ဆေးကုသမှုခံယူခဲ့ရပြီးနောက်မှာတော့ကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။သူဟာအနုပညာအလုပ်တွေကိုလုပ်နေရင်တန်းလန်းမှာပဲဘဝတစ်ပါးကိုကူးပြောင်းသွားခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ဆွေမျိုးအပေါင်းအသင်းတွေကတော့အတော်လေးစိတ်မကောင်းဖြစ်နေကြတာဖြစ်ပါတယ်။အနုပညာအတိုင်းဝိုင်းကလူတွေကလည်းမယုံကြည်နိုင်အောင်ကိုဖြစ်နေကြတာဖြစ်ပါတယ်။ညံ့ညောင်ဟာအရင်လိုမျိုးမဟုတ်ပဲကျမ်းမာရေးချို့ယွင်းပြီးတိတိတသားပိန်ကြလာခဲ့တာဖြစ်ပြီးအခုချိန်မှာတော့ခန္ဓာကိုယ်ကိုစွန့်ကလူမောင်လောကကြီးကိုလည်းစွန့်ခွာသွားခဲ့ပြီပဲဖြစ်ပါတယ်။ရုပ်ရှင်မင်းသားကြီးလွေမိုးကလည်းညံ့ညောင်အတွက်စိတ်မကောင်းဖြစ်ကြောင်းပြောဆိုထားသလိုတချို့အနုပညာရှင်တွေလည်းစိတ်မကောင်းဖြစ်ကြောင်းပြောဆိုထားတာဖြစ်ပါတယ်။ဟာတာတရုတ်ဆောင်ကြီးညံ့ညောင်ကွယ်လွန်တာကလည်းအနုပညာလောကအတွက်တကယ်ကိုမှနစ်နာပွဲတစ်ခုပဲဖြစ်ပါတယ်။ညံ့ညောင်ကတော့ဒီဇင်ဘာ18ရက်နေ့ညနေ9:10မိနစ်မြောက်ဥက္ကလာပ OSC ဆေးရုံမှာအသေးရောဂါနဲ့ဆုံးပါသွားခဲ့ရပဲဖြစ်ပါတယ်။အနုပညာရှင်တွေကလည်းစိတ်မကောင်းဖြစ်နေကြတာပဲဖြစ်ပါတယ်ရှင်။